ကလေးတို့အားလုံးမင်္ဂလာပါတီရှယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးရတော့ရုံကလေးဖြူဖြူဆိုတဲ့ပုံမြင်လေးကြောင်းပဲဖြစ်ပါတယ်ဟိုးရှိတုန်းကဖြူဖြူလို့ခေါ်တဲ့အလွန်ချစ်စရာကောင်းတဲ့ရုံကလေးတစ်ကောင်ရှိတဲ့ဖြူဖြူဟာချစ်စရာကောင်းသလောက်အလွန်မာနကြီးတဲ့ကွယ်အိမ်ကြီးချင်းတွေနဲ့လည်းစကားမပြောဘူးတဲ့ဖြူဖြူရဲ့အိမ်ဘေးမှာတော့ညိုညိုဆိုတဲ့ရှင့်ကလေးရဲ့ဝါထုတ်ဆိုတဲ့ဝဝေကလေးရဲ့နဲ့ဖိုးရှုပ်ဆိုတဲ့မြောက်ကလေးတို့နေကြတဲ့ညိုညိုဝါတုံးနဲ့ဖိုးရှုပ်တို့ဟာတိတ်ရှိကြတဲ့တကယ်ချင်းတွေပေါ့ကွယ်သူတို့ဟာဖြူဖြူနဲ့တကယ်ချင်းဖြစ်ရှင်လို့ခေါ်ကြပေမဲ့ဖြူဖြူကပြစ်မခေါ်ဘူးတဲ့ဒီလိုနဲ့လေတွေတိုက်ပြီးမိုးရီရွာတဲ့တနေ့မှာတော့ဖြူဖြူရဲ့အိမ်ကလေးဟာပြိုသွားတဲ့ခွေဖြူဖြူဟာသူ့အိမ်ကလေးပြိုသွားတော့မိုးရီတွေထဲမှာဝမ်းနေနေရပေါ့ကွယ်သူ့အိမ်ဘေးမှာရှိတဲ့ညိုညိုဝါတုံးနဲ့ဖိုးရှုပ်တို့ကိုလည်းအကူအညီမတောင်းရဲဘူးတဲ့ဒါပေမဲ့မိုးရီထဲမှာဖြူဖြူလေးငိုနေတာကိုညိုညိုကမြင်တဲ့အဲ့ဒီအချိန်မှာညိုညိုဟာတငယ်ချင်းများဖြစ်တဲ့ဝါတုံးနဲ့ဖိုးရှုပ်တို့စီသွားပြီးတငယ်ချင်းတို့ရေဖြူဖြူအိမ်ကလေးလေတွေတိုက်လို့ပြိုသွားတယ်ငါတို့သွားကူရအောင်လို့ပြောတာပေါ့မြောက်ကလေးဖိုးရှုပ်ကလည်းဟာဒါဆိုငါတို့ကူညီရမှာပေါ့ဆိုပြီးဖြူဖြူစီကိုတွားကြတဲ့ပြီးတော့သူတို့တငယ်ချင်းတွေဟာဖြူဖြူရဲ့အိမ်ကလေးကိုပြန်ဆောက်ပေးကြတာပေါ့တငယ်ချင်းအားလုံးဝိုင်းပြီးစုပေါင်းဆောက်လိုက်တော့ဖြူဖြူအိမ်ကလေးပြန်ကောင်းသွားတာပေါ့ကွယ်နောက်ဆုံးတော့ဖြူဖြူဟာတငယ်ချင်းများကိုတောင်းပန်တာပေါ့ကွယ်တငယ်ချင်းတို့ရဲ့ငါမှားပါတယ်နောက်ဆိုငါမင်းတို့နဲ့ချစ်ချစ်ခင်ခင်အတူတူနေပါတော့မယ်လို့ပြောတဲ့ညိုညိုကလည်းရပါတယ်ငါတို့ကတငယ်ချင်းတွေပဲတငယ်ချင်းဆိုတာတဦးနဲ့တဦးကူညီရမှာပေါ့ဟာလို့ပြောပြီးတငယ်ချင်းအားလုံးချစ်ချစ်ခင်ခင်နေကြတာပေါ့ကွယ်တားတို့သမီးတို့လည်းဒီပုံမြင်တွေကတငယ်ချင်းလေးတွေလိုပဲတဦးကဒုက္ခရောက်ရင်တဦးကကူညီပေးကြရမယ်နော်တငယ်ချင်းရှိရှိချစ်ချစ်ခင်ခင်နေကြမယ်နော်တီရှယ်ရဲ့ဗီဒီယိုလေးနားထောင်ကြရင်တီရှယ်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရကြပါအောင်နော်ဒီနေ့ကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်